ကျွန်တော်တို့အသုံးပြုနေတဲ့ဆရာကြလာတဲ့ Google Map ကြီးကိုလိန်လဲများလို့ရလို့ပြောရင်ဒီကြည့်ရှုနေတဲ့ပရိသတ်ကယုံမှာမလားဒီလိုလှည့်ပြောင်းမှုတစ်ခုအကြောင်းကိုကျွန်တော်ဒီနေ့တင်ဆက်ပေးပါမယ်ရလားမရလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်လိုက်အောင်လားဗျဒီစံတတ်မှုကိုတော့2020ပြည့်နှစ်မှာဂျာမနီနိုင်ငံဘာလင်မြို့မှာအခြေစိုက်နေတဲ့အနည်းပညာရှင်တယောက်ဖြစ်တဲ့ Simon Wegert ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။သူကဒီစံတတ်မှုကိုပြုလုပ်ဖို့အတွက်စကန်ဖုန်းပေါ့နော်အသုံးပြုပြီးတော့ဖုန်း69လုံးရဲ့ဘိန်းပါတဲ့ဆွဲလှဲတွေပေါ့နော်ဆွဲလို့ရလှဲလေးတစ်ခုရဲ့ပဲလိုအပ်ခဲ့တာဖြစ်ပါတယ်။စံတတ်မှုကိုဘယ်လိုလုပ်ခဲ့လဲဆိုတော့ဒီအသုံးပြုပြီးတော့ဖုန်း69လုံးပေါ့နော်အဲစကန်ဖုန်း69လုံးကို Google Map ဖွင့်လိုက်တယ်။ Google Map ဖွင့်ပြီးတော့အင်တာနက်တွေဖွင့် Google Map တွေဖွင့်ပြီးတော့ဒီဆွဲလှဲထဲမှာပေါ့နော်ထည့်ပြီးတော့သူကဘာလီမျိုးမှာရှိတဲ့တိတ်ဆိတ်တဲ့လမ်းတွေပေါ့နော်လူသားလူလာနေတဲ့လမ်းတွေအဲ့လမ်းတွေပေါ်မှာသူကအဲ့လှဲလေးကိုဆွဲပြီးတော့ဖျက်ချောက်သွားခဲ့တယ်ပေါ့နော်အဲ့ချိန်မှာမဖြစ်လာလဲဆိုတော့ဒီ Google Map algorithm ကပေါ့နော်သူလှဲထဲမှာရှိတဲ့ဖုန်းတွေကိုသူကကြည့်ပြီးတော့ဒီဖုန်းဒီနေရာမှာပေါ့နော်သူလှဲဆွဲသွားတဲ့နေရာမှာဒီလမ်းပေါ့တိတ်ဆိတ်တဲ့လမ်းချင်းလေးတွေမှာလူတွေတအားများနေတယ်ဒါမှမဟုတ်လို့ရှိရင်လူစုစုဝေးတွေဖြစ်နေတယ်ဒါမှမဟုတ်လို့ရှိရင်ဒီကားလမ်းတွေအရန်ကိုပိတ်ဆို့နေလို့ယူဆလိုက်ပါတယ်အဲဒါကြောင့်မို့ဒီလမ်းတွေကိုtraffic jam ဖြစ်နေဆိုတဲ့ပုံစံမျိုးဒီမီးအနီးလေးဒီလမ်းပေါ်မှာအနီးမြင်းနေပြရပါတော့အဲ့လိုမျိုးပြတယ်တချို့လမ်းတွေဆိုတအားကျင်းတဲ့လမ်းဆိုဒီလမ်းကိုပိတ်ထားရဆိုရဲဆိုင်းဖို့ရောသူကပြရပါတော့အဲ့လိုဒီဖြစ်သွားခဲ့တယ်အဲ့လိုဖြစ်သွားတဲ့အတွက်နောက်မှာတော့ဒီ Google Map ကပေါ့နော် Google Map တခြား Google Map အသုံးပြုသူတွေကိုဘယ်လိုဖြစ်လဲဆိုတော့ဒီသူသွားတဲ့လမ်းတွေကိုမသွားဘူးပေါ့နော်လမ်းကြောင်းပြောင်းတာတွေလမ်းကြောင်းပြန်ဆွဲတာမျိုးလုပ်တယ်အဲ့ချိန်မှာပဲ Google Map ထဲမှာအရင်က jam ဖြစ်သွားခဲ့တယ်ပေါ့နော်တကယ်တော့ဒီသူသွားတဲ့လမ်းတွေမှာတကယ်ပိတ်ဆို့တာမဟုတ်ဘဲနဲ့ဘယ်လိုဖြစ်လဲဆိုတော့ဒီသူတည်လာတဲ့ဖုန်းတွေကြောင့်ပေါ့နော် Google Map ကဒီလမ်းတွေပိတ်တယ်ဒီနေရာမှာ traffic တွေဖြစ်တယ်လို့ယူဆလိုက်တယ်ဖြစ်ပါတယ်တကယ်တော့ဒါက Google Map ကိုလိမ်လည်ခဲ့တဲ့လိမ်လည်မှုအကြီးစားတစ်ခုဖြစ်ခဲ့တာပေါ့ဒီစံတတ်မှုကိုကြည့်ရှုခြင်းအပြင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီခေတ်ပေါ်နီးပညာတွေကိုအလုံးစုံစိတ်ချစွာယုံကြည်လို့မရဘူးဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မှာတော့ Google Map ကိုလိမ်လည်ခဲ့တဲ့လိမ်လည်မှုအသေးစားလေးတစ်ခုအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ထပ်ဗီဒီယိုများမှာလည်းတစ်ဖန်ပြန်လည်တွေ့ဆုံကြပါသေးတယ်